ကိုချင်းတရားဟာလည်းပဲဥစ္စာတဏနဲ့အလားတန်တူပါတယ်အေးပစ္စည်းဥစ္စာတွေတော့ချမ်းသာတယ်ကိုချင်းတရားမကောင်းဘူးဆိုရင်ထိုပစ္စည်းဥစ္စာတွေကဒီပုဂ္ဂိုလ်ထံမှာမမြဲတတ်ဘူးဒါတော့ကိုချင်းတရားပြက်ပြားတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာပြက်ပြားသွားတယ်ဆိုတာလောကမှာမျက်မြင်သာရကတွေအများကြီးရှိတာပဲကိုချင်းတရားဆိုတဲ့နေရာမှာလူတွေမှာဘာအရေးကြီးဆုံးလို့ဆိုရင်၅ပါးသီလပေါ့အေးတချို့က၅ပါးသီလကို2ပါးလောက်စောင့်ရင်ပြီးတယ်1ပါးလောက်စောင့်ရင်ဒီလိုပြီးတယ်လို့ထင်တယ်မဟုတ်ဘူး5ပါးသီလကလျှော့စရာမရှိဘူးเนาะ5ပါးသီလဟာ5ပါးလုံးပြည့်စုံအောင်စောင့်နိုင်ရင်စောင့်မစောင့်နိုင်လို့1ပါးသီလ2ပါးသီလဆိုရင်ဉာဏ်ဒုက္ခပေးမှာပဲသိကြတယ်5ပါးသီလသည်ဝါရိတ္တသီလမျိုးခေါ်တယ်စာရိတ္တလို့မခေါ်ဝါရိတ္တဆိုတာတားမြစ်ထားတာမလုံးအောင်ဘာကြောင့်မလုံးရတာတုံးလို့ဆိုရင်စဉ်းစားကြည့်ပေါ့ဗျာမိကိုကင်ရင်မပူဘူးလားအေးဘယ်သူကင်ပူတာပဲထို့တူပဲ၅ပါးသီလလွန်ကျူးရင်ဘယ်၅ပါးသီလပဲဖြစ်ဖြစ်လွန်ကျူးလို့ရှိရင်တော့ခொနမီးလောင်ခံရတယ်လို့သူ့ရဲ့တုံ့ပြန်မှုခံရမှာပဲအလုံးသိတဲ့အတိုင်းဟောဒီ၅ပါးသီလဟာဒါကြောင့်မို့လို့ခါဟုတ်ပစိုးကဲ့သို့မြဲအောင်ထိန်းရမယ်လို့ဆိုအဲ့တော့၅ပါးသီလနဲ့ပတ်သက်လာလို့လူတိုင်းသိတယ်ခုနလည်း၅ပါးသီလစောင့်တည်လိုက်ကြပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသူများတဲ့တတ်ချင်းမှရှောင်ပါတယ်ဆိုတာဒီလောက်လေးနဲ့ပြီးလားဆိုမပြီးသေးဘူးနော်၅ပါးသီလပြည့်စုံအောင်စောင့်တည်နည်းကိုမှတ်ထားဖို့လိုတယ်ရှောင်ယုံရှောင်နေတာနဲ့မပြီးသေးဘူးရှောင်ယုံရှောင်တယ်ဆိုတာဟုတ်လားအစင်မသိသေးဖြစ်နေသေးလို့ရှောင်တာမဖြစ်ရင်မရှောင်ဘူးဆိုတာဖြစ်လာအောင်မှတော့ကြတော့အဲ့တော့ပါဏာတိပါဒရှောင်ခြင်းတယ်ဆိုတဲ့ဟာရဲ့နောက်ကရှောင်တယ်ဆိုတာလှုပ်တာကိုပြောတာမဟုတ်ဘူးမလှုပ်နဲ့လို့ပြောတာပဲရှိသေးတယ်လှုပ်တဲ့နာပါသေးတယ်ဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာမလှုပ်ရဘူးဆိုတာရဲ့လှုပ်ရမယ်ဆိုတာရဲ့နှစ်ခုတွဲလာတယ်ကဲသူ့အသက်တတ်ခြင်းမှရှောင်တယ်ဆိုရှောင်ယုံရှောင်ရင်ပြီးရောလားဆိုမဟုတ်ဘူးလှုပ်ရအောင်မှကြံသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားက၅ပါးသီလနဲ့ပတ်သက်ပြီးပါဏာတိပါဒပฏิဝိရတောဟောတိပါဏာတိပါဒကရှောင်တယ်လောက်ရမှာဘာတွေတုံးဆိုရင်နိဟိတဒံတော်နိဟိတတတ္ထောတတ္တဝါတွေကိုတတ်ဖို့ဆိုတဲ့ဒုတ်တွေဓာတ်တွေလက်နက်တွေကိုယ်စီမှာမထားရဘူးတဲ့ဟောတာလည်းပါသေးတယ်နော်ပါဏာတိပါဒကရှောင်တယ်ဆိုမဲ့တချို့ကတော့အိမ်မှာဓာတ်လေးတော့ထားလိုက်သေးတာလက်နက်ကလေးတော့တစ်ခုတော့ထားသေးတယ်ဘုန်းကြီးတို့အမေရိကသွားတော့ကအမေရိကန်ကဗမာတကာတယောက်ဆွမ်းစားလာပင်ကားရကဖွင့်ပြီးတော့ဘုန်းကြီးတို့ကားပေါ်လဲတက်ကားပေါ်မှာထိုင်သူကလည်းကားပေါ်တက်ကားမောင်းကနီးမှာရှေ့ကအံပုံးလေးဖွင့်လိုက်တဲ့အခါကျတော့အံပုံးနဲ့က6ဆိုဘုန်းကြီးခြေတော်နားမှာ6လုံးပြူးကြီးကကြာလာအဲ့လို6လုံးပြူးကြီးကြာလာတော့သူကအာနာသွားတော့ဘယ်လိုလျှောက်တော့ဆိုရှင်ဗျာဒီနိုင်ငံမှာတော့ဒါလေးကဆောင်းထားသေးဒါမရှိလို့မဖြစ်ဘူးလေတဘောကတော့အေးကိုယ်လာမလို့ရင်တော့ပါဏာတိပါဒကရှောင်ပါပဲလုံမဲ့ဆိုရင်ကျွလွန်အောင်မဲ့ဆိုအဓိပ္ပာယ်မျိုးပြမနေဘူးလားအေးမြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနိဟိတဒံတော်နိဟိတတတ္ထောသူတစ်ပါးတတ်ဖို့လက်နဲ့ဆိုထားကုန်မထားနဲ့တဲ့ဆိုပါစို့ခြင်ကြိုက်ရင်တော့ဟုတ်လားခြင်စေးလေးနဲ့ပန်းပြီးတော့ဖြန်းဖို့ရတယ်ထားရင်ဒါပါဏာတိပါဒကရှောင်းနေဆိုပေမဲ့လို့ရှူးရှူးလှုပ်လိုက်ရင်တော့အဲ့ဒါခြင်ကိုတတ်တဲ့လက်နဲ့ကိုတော့ထားနေသေးတယ်ကိုယ်တိုင်မတတ်တော့ဟုတ်ကဲ့လားအဲ့တော့ပါဏာတိပါဒကရှောင်းနေဆိုပေမဲ့လို့မပြည့်စုံဘူးလို့ပြောရမှာဒါတွေမကဘူးမြတ်စွာဘုရားကလှုပ်ရမှာတွေဘာတွေပြောတော့လစ်စီတဲ့ရှက်ရမယ်တဲ့တတ္တဝါတွေအသက်ကိုတတ်ရမှာကိုရှက်ကိုရှက်ရမယ်စိတ်ကိုအရှက်တာဘာကောင်မှမတတ်ဘူးကိုလာတတ်လဲသူများကိုတော့ပြန်မတတ်ဘူးဆိုတဲ့ဒီတတ္တဝါတွေရဲ့အသက်ကိုတပ်ဖြတ်ခြင်းဆိုတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှက်เสียလို့မြင်ရမယ်တဲ့ဒါတခုအခါပေးအချိန်နေပေးလာလို့ရှိရင်မတတ်တာရင်ခုခံတဲ့အနေနဲ့ဆိုတာမျိုးလာအောင်မှာအကြောင်းကအမျိုးမျိုးပြတာလေကိုလာမထိနဲ့ထိရင်တော့လေဟုတ်လားသိခံခြင်းဆိုတာလို့ကြနေပြီเนาะအေးသီလလုံနေဆိုတာအဲ့ဒါတွေအကုန်လုံးလုံတာကိုပြောတာ၅ပါးသီလကဲနောက်တစ်ခုအဋ္ဌိဏဒါနဆိုသူများပစ္စည်းတော့မခိုး
မခိုးဘူးဆိုယုံလေးနဲ့ရှောင်ယုံလေးနဲ့ပြီးလာလို့ဆိုမပြီးဘူးလောက်ရမှာပါတော့ဒိဏဓာယီသူများပေးတာကိုသာကြိုက်တယ်ပေးတဲ့ဟာကိုသာယူတယ်ဒိဏပฏิခင်ခိပေးတာကိုသာကြိုက်တယ်အထေနေနသူစိဗုဒေနအတ္တနာဘယ်လိုနည်းနဲ့မှသူများပစ္စည်းကိုသိ၍ဖြစ်စေမသိ၍ဖြစ်စေသူများပစ္စည်းကိုလိန်လီကောက်ကျစ်ပြီးတော့ယူတာမျိုးလုံးဝမလုပ်ဘူးတဲ့ကိုယ့်ရဲ့တိတ်ခါကိုထိန်းတယ်လို့ဆိုလို့တယ်နော်အဲ့ဒါမှအဒိဏဒါနလုံတာအနုဆိုလို့ရှိရင်မလုံဘူးတဲ့ဟောဒီတိတ်ခါဘုတ်ကဒီကျမ်းမှာပြည့်စုံတာအထေနေနသူစိဗုဒေနအတ္တနာလုံးဝကိုတန်ရှင်းတယ်သူများပစ္စည်းဆိုရင်တပြားတစ်ချက်မှမပါစေရဘူးသူများပစ္စည်းကိုယ်ထဲမှာဟောအဲ့ဒါလို့စင်ကြယ်မှအဒိဏဒါနဝေရမဏိတိတ်ခါဘုတ်ဆိုတာစင်ကြယ်တယ်ကာမေတုမိစ္ဆာစာရနဲ့ပတ်သက်လာလို့ရှိရင်တော့ဒါထင်ထင်ရှားရှားအမျိုးသားတွေနဲ့ဆိုရင်ဟာလားအမျိုးသမီး20ပြစ်မှားကျူးလွန်တာမျိုးမရှိရဘူးအမျိုးသမီးတွေကဆိုလို့ရှိရင်မိမိရဲ့အိမ်တော်ရဲ့သားကလွယ်ရင်မကျူးလွန်ရဘူးဆိုတာမျိုးစီကံချက်တတ်မှတ်ထားတဲ့အတိုင်းကျန်တာဆိုလို့ရှိရင်စိတ်ကူးတဲ့တောင်မထဲ့တာမျိုးအဲ့ဒါမှလုံခြုံတယ်လို့ဒီလိုပြောတာเนาะစိတ်နဲ့တောင်မပြစ်မှားတာမျိုးထိအောင်လုံခြုံအောင်ထားတယ်နောက်မုဒဝါဒလိန်တော့မလိန်ဘူးဒါပေမဲ့မှန်မှန်ကန်ကန်တော့မပြောဘူးဆိုရင်ဒီသိက္ခာဘုံမလုံသေးဘူးကျွတ်လိန်တော့မလိန်ဘူးလေဒါပေမဲ့မမှန်တာတော့ပြောတယ်အေးမုဒဝါဒမှာဘာဖြစ်တယ်ဆိုရင်မုဒဝါဒပฏิဝိရတောလိန်လီလီစားပြောကြခြင်းမှရှောင်တယ်တဲ့ရှောင်ယုံနဲ့မပြီးသေးဘူးသစ္စာဝါဒီမှန်တာကိုသာပြောရမယ်သစ္စာတန်တော်ရှေ့စကားလည်းမှန်တယ်နောက်စကားလည်းမှန်အေးဒီနေ့တော့မှန်တာပြောလိုက်တယ်လက်ပြန်ကြတော့လိန်နေဆိုမဟုတ်သေးဘူးဘယ်တော့မှမလိန်ဘူးအမြဲတမ်းအမှန်ကြီးပဲပြောတယ်သစ္စာဝါဒီသစ္စာတန်တော်ထေတော်ဒီပုဂ္ဂိုလ်ကသိစိတ်ချရတယ်ပတ်ဝန်းကျင်ကဒီလူကမဟုတ်တာဘယ်တော့မှမလုပ်ဘူးမဟုတ်တာမပြောဘူးစိတ်ချယုံကြည်ရတယ်လို့အများရဲ့ confidence ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အဝိတံဝါဒကောလောကတလောကကြီးကိုဘယ်တော့မှလွဲချောင်အောင်မလုပ်ဘူးလို့ဆိုလို့ဟုတ်လားအတုကိုအစစ်ဖြစ်အောင်ဘယ်တော့မှလုပ်ပြီးမပြောဘူးအတုဟာအတုအစစ်ဟာအစစ်ဘယ်တော့မှမှားမှားယွင်းယွင်းသူတစ်ပါးမှားယွင်းတော့မလုပ်ဘူးတဲ့အဲ့ဒီကြရမမုဒဝါဒဝေရမဏိဆိုတဲ့သိက္ခာပုဒ်ကပြည့်စုံတယ်လို့ဒီလိုမှန်တာပြောဖို့လိုသေးတယ်လိလီလီစားမပြောခြင်းနေမှန်တာလည်းပြောရမယ်လို့ဆိုလိုတယ်ဒါမှမုဒဝါဒဝေရမဏိသူရမေရိယမစ္ဆပမာရဌာနာတချို့ကလည်းဆေးဖြစ်ဝါဖြစ်ကလေးဆိုတာလာသေးတာဘလောက်ပဲတောက်မူရဆေးဝါဆိုတာခန္ဓာကိုယ်မှာလူရဲ့ခန္ဓာကိုယ်ရဲ့ဒီအုံနောက်သွားထိခိုက်တာတော့မှန်တယ်ဆရာဝန်တယောက်ကပြောဘူးတယ်နည်းနည်းတောက်လည်းပဲလူရဲ့ဒီသွေးသားတဲ့ရောက်သွားတာနဲ့တပြိုင်နက်သူက changes ဖြစ်သွားတယ်တဲ့အဲ့တော့တချို့ကပြောတယ်အရက်ကြိုက်လို့တောက်မဆူမပူကိုယ့်ကိုအိတ်ဘာမှဖြစ်ဘူးလို့ဒီလိုထင်ကောင်းထင်အကုသိုလ်မလုပ်လို့အကုသိုလ်မဖြစ်ဘူးလို့ထင်မဟုတ်ဘူးအဲ့ဒီအရေးဟာမဝင်သင့်တဲ့အရေးဖြစ်လို့သွေးသားတဲ့ရောက်သွားတာနဲ့တပြိုင်နက်ဒီလူဟာထိခိုက်သွားပြီမကောင်းမှုဆိုသည်မှာသူကစံ၃ခုနဲ့တွက်ရတယ်ဘာစံ၃ခုလို့ဆိုရင်ကိုယ့်ကိုထိခိုက်ရင်မကောင်းမှုသူများကိုထိခိုက်ရင်မကောင်းမှုကိုရောသူရောနှစ်ဦးလုံးကိုထိခိုက်ရင်မကောင်းမှုလို့ဒီလိုသတ်မှတ်တယ်ကဲအရက်တောက်တဲ့ပုဂ္ဂိုလ်ကသူများကိုမထိခိုက်ပါဘူးတဲ့သူကသူကြိုက်လို့တောက်တာဘယ်သူထိခိုက်တော့သူထိခိုက်တယ်အဲ့ဒီအရက်ကလေးဝင်နေတဲ့အချိန်လေးမှာသူစိတ်ဟာမှန်ကန်တဲ့စိတ်မရှိတော့မှန်ကန်တဲ့စိတ်မရှိဘူးသူကသူဘယ်သူမှဘာမှမလုပ်ပေမဲ့လို့မူးနေသည့်အချိန်လေးပိုင်းလေးမှာသူ့မှာပညာရဖို့စီးပွားရဖို့ဆိုတဲ့အလုပ်တွေထိခိုက်သွားတယ်နောက်ဆုံးမှာတဖြည်းဖြည်း hallucination လို့ခေါ်တယ်အရက်ကလွန်လာတဲ့အခါကျတဖြည်းဖြည်းလူကအမြင်တွေအထင်တွေကပြောင်းလာမှန်မှန်ကန်ကန်ပုံမှန်မြင်တာမျိုးမဖြစ်ဘူးအဲ့တော့ဘယ်သူထိခိုက်တုံးဆိုရင်အရက်ဟာတောက်တဲ့လူထိခိုက်တောက်တဲ့လူထိခိုက်တာလည်းမကောင်းဘူးလို့ပြောရတယ်သူကိုယ်တိုင်ထိခိုက်သူကိုယ်တိုင်ထိခိုက်ရင်သူနဲ့ဆက်ဆက်နေတဲ့မိသားစုလည်းထိခိုက်တာပေါ့ညာသူ
သူ့ကိုမှီပြီးတော့နေရမယ့်ပုဂ္ဂိုလ်တွေသို့မဟုတ်သူနဲ့အကြောင်းပြုပြီးတော့နေရတဲ့ပုဂ္ဂိုလ်တွေဟောထိခိုက်လာတာမထိခိုက်ဘူးဆိုတာတော့မဟုတ်ထိခိုက်တယ်ကိုကျိုးအတွက်လည်းထိခိုက်တယ်သူများအကျိုးအတွက်လည်းထိခိုက်တယ်ဒါကြောင့်မို့လို့သူရမေရယဆိုတဲ့ဒီမူရစ်နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲလုံးဝရှောင်ကျင်တာဟာအကောင်းဆုံးပဲသောတာပန်ပုဂ္ဂိုလ်တွေကြတော့ဆိုတာအရက်နဲ့နှုတ်အရက်နဲ့ရေနဲ့ရောတိုင်လည်းပဲရေပဲဝင်မယ်အရက်မဝင်ဘူးဆိုတာလုံးဝရှောင်ကျင်တဲ့သဘောကိုပြောတာနော်လုံးဝဒါမျိုးကိုသူတို့ခန္ဓာကိုယ်ထဲမှာအဝေမခံဘူးတဲ့မူရထားနဲ့ပတ်သက်လာလို့ရှိရင်အေးဒီလိုသီလတွေနဲ့ပြည့်စုံလို့ရှိရင်ဒါဥစ္စာတစ်ခုကိုယ်မှာပြည့်စုံတယ်လို့ပြောတာကိုချင်းတရားဆိုတဲ့ဥစ္စာဘလောက်တန်ဖိုးရှိသလဲလို့ဆိုလို့ရှိရင်သီလဆိုတဲ့ကိုချင်းတရားဥစ္စာဘလောက်တန်ဖိုးရှိသလဲဆိုရင်လူလောကသီလကိုဘာနဲ့ဥပမာပေးတော့ဆိုရင်သိင်္ဂီရွှေခွက်နဲ့ဥပမာပေးတန်ဖိုးရှိတဲ့ရှင်သေးစီသည်သိင်္ဂီရွှေခွက်ထဲမှာသာတည်နိုင်သလိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့ကုသိုလ်တရားတွေဖြစ်နိုင်တဲ့ကုသိုလ်တရားတွေဟာသီလဆိုတဲ့ရွှေခွက်နဲ့ခံထားမှတည်နိုင်တယ်တဲ့သီလပြတ်ထားတဲ့တပြိုင်နဲ့ဉာဏ်ဓာတ်တွေအကုန်လုံးပြတ်သွားနိုင်တယ်ဒါကြောင့်မို့လို့သီလဆိုတာဟာရွှေခွက်လိုပဲကုသိုလ်တရားတွေရဲ့တရားမိယာလို့ဒီလိုစာပေကျမ်းကမှာဖွင့်ဆိုထားတာနော်။အင်္ဂလိပ်လိုတော့သူက morality လို့ခေါ်တာပေါ့။ဒီ morality ဆိုတာသိအရေးကြီးတာပဲ။လူရဲ့ dignity လူရဲ့ဂုဏ်အရေးဟာဒီပေါ်မှာရှိ။ကိုချင်းတရားပြတ်သွားတာနဲ့တပြိုင်နက်ဉာဏ်နဲ့အည်သွေးတွေအကုန်ကျသွား။ဒါကြောင့်မို့လို့လူလောကလူရဲ့အည်သွေးတွေအလုံးဒီကိုချင်းတရားပေါ်မှာရှိတယ်လို့ဒါကြောင့်မို့သီလဆိုတဲ့ဥစ္စာအမတန်မှအရေးကြီးပါတယ်လို့ပြော